လောကလူတွေသေမှာကြောက်တယ်သေမှာကြောက်တယ်ဆိုတာအသက်ပေါ်ခင်တွယ်လို့ဖြစ်တာနော်သေရမှာကြောက်တယ်ဆိုတာအသက်ပေါ်မှာခင်တွယ်နေလို့ဖြစ်တာအဲ့ဒီဇီဝိတနိကန္တိကိုဖယ်ရှားနိုင်အောင်မရဏတင်ညာနဲ့လေ့ကျင့်ပေးရမယ်အဲ့ဒီလိုလေ့ကျင့်ပေးခြင်းအပြင်သေမှာကြောက်တယ်ဆိုတာမျိုးမဖြစ်တော့ဘူးဘာဖြစ်လို့တော့ဆိုအချိန်ချင်းထပ်ထပ်ကိုကသေကြည့်ထားသေကြည့်ထားသည့်အတွက်ကြောင့်သေမှာမကြောက်တော့ဘူးမကြောက်တော့ဘူးလို့ဆိုကြတဲ့ကသေခြင်းတရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဝတ်သွားရင်ဆိုင်သည့်အတွက်ကြောင့်ဘာအကျိုးရှိတုံးဆိုကြောက်ကြောက်လန့်လန့်စိုးစိုးရိမ်ရိမ်နဲ့ဆိုလို့ရှိရင်ဒေါသတွေဒေါမနတတွေနဲ့လွှမ်းမိုးပြီးတော့လူစိတ်ဟာခြေမကင်မိလက်မကင်မိဖြစ်ပြီးတော့တုံတုံလုံးလုံးနဲ့သေဆုံးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းရန်သူတွေဘယ်လိုလုပ်ရောက်နိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဒီတရားဟာလည်းပဲပွားများအားထုတ်တဲ့